ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်မျက်ရည်ပမာရှိမှလေတဲ့ဒါပေမဲ့လက်ရှမီမေတော်ကတော့အဖေကိုမျက်ရည်မကျအောင်လို့တကယ်ကိုကိုကြီးဆောက်ရှောက်ပေးခဲ့ပါတယ်အဖေဘန်ကောက်ကိုရောက်တိုင်းလက်ရှမီမေတော်ရှိတဲ့ဝက်ဖိုင်ငံဖုန်ကြီးကျောင်းကိုတွားပြီးတော့မှအမြဲတမ်းပွဲလေးတွေတွားလှူဖြစ်ပါတယ်မေတော်စီမှာအဖေအဓိကထားပြီးဆုတောင်းဖြစ်တာကတော့အလုတ်အကိုင်နဲ့စီးပွားရေးအတွက်ဖြစ်ပါတယ်အဖေဆုတောင်းတဲ့အချိန်ကြာလို့ရှိရင်ဖြစ်နိုင်တဲ့ဆုကိုတတိချာချာတစ်ခုပဲတောင်းပါတယ်အဲဒါကြောင့်မလို့ပဲလားတော့မသိဘူးအဖေဆုတောင်းတဲ့အချိန်တိုင်းမှာတော့ပြည့်တာများပါတယ်အဖေတဲတဲ့နေရာနဲ့ဘလောက်ပဲဝေးဝေးအဖေမေတော်စီကိုတော့မဖြစ်မနေတစ်ခေါက်ကိုရောက်အောင်ကိုသွားပါတယ်အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေလည်းမေတော်လက်ကဒင်းကားပြားလေးတွေကိုဖုန်းပေါ်ကနေပြီးတော့ပုတ်ပြီးတော့ပဲဆုတောင်းလို့ရရင်နော်အဖေတို့ကလည်းဖုန်းပေါ်ကနေပဲပထမဆုံးချိန်ဖြစ်ဆုတောင်းဖို့ခဲ့တာတကယ်ကိုပြည့်ခဲ့တာပါအခုကတော့လူကိုယ်တိုင်သွားပြီးတော့ဆုတောင်းခဲ့တာဆိုလို့ရှိရင်တော့2ကြိမ်မြောက်ဖြစ်သွားပါပြီအဖေကတော့ KB ကငွေဝင်တာများတာဆိုတော့ KB အကောင့်လေးကိုဖွင့်ပြီးတော့မှမေတော်လက်ကဒင်းကားပြားလေးတွေကိုပုတ်ချပြီးတော့ဆုတောင်းနေရဖြစ်ပါတယ်ဝဲထဲထည့်ပေးလိုက်တဲ့ကက်ကလေးထဲမှာတော့အဖေတို့ဆုတောင်းစာလေးရေးရပါတယ်ဝဲထဲမှာကအမွှေးတိုင်လေးလည်းထည့်ပေးလိုက်တာဆိုတော့အမွှေးတိုင်လေးကိုလည်းပူဇော်ပါတယ်အွန်လိုင်းကနေဖြစ်စေလူကိုယ်တိုင်သွားရောက်ပြီးတော့ဖြစ်စေမေတော်စီမှာဆုတောင်းပြီးတော့ဆုတောင်းပြည့်ခဲ့တာလေးတွေရှိရဆိုလို့ရှိရင်လည်းမျှဝေပေးခဲ့